ဆိုတော့ဒီမှာကခဏတော့မှဘယ်လောက်လေးပြီးထားလဲနော်ဟုတ်ကဲ့အခုကဒီအလျာမင်းထားတာဟောဒီဖောင်လေးကိုတွားကြည့်အောင်နော်ဒီဖောင်လေးမှာလေးနေနော်ဒီထဲမှာရှင်းရတာလေးထိထားတယ်အဲ့ဒီနဲ့ input box လေးအဲ့ပြင်ဒါလေးရဒီကောင်သုံးခုစလုံးဒီကောင်သုံးခုစလုံးကိုလည်းဒီဖောင်ထဲမှာတော့ထိထားနေဆိုတော့ရှာလာရကြလို့ကြည့်အောင်နော်ဖောင်ထဲမှာနော်ရအဲ့ဆိုရင်တော့ဒါလေးကိုဒီဟာလေးရနော်ဒီ less than နဲ့ greater than ကိုပေါ့နော်ဟိုကတွားထိတော့မယ်ဆိုရင်ဝေးရှက်အကောင်ကိုငါတို့တွေကဖြီးလေးမှာတွားထိလိုက်ရမှာပေါ့ဖြီးလေးမှာပဲဟိုကနေပေးလိုက်မယ်တကယ်လို့မတို့တရမျိုးတွားရေးလိုက်မယ်ဆိုရင်တွေ့လားအနီအောင်လေးဖြစ်နေဘာကြောင့်လဲဆိုရင်တော့ငါတို့ရဲ့ HTML မှာဒါက close tag နော် close လေးကြောင်သွားတယ်ဘာကြောင့်ပြောတာလက်ခံအနီအောင်ဖေးရတက်တယ်အဲ့တော့လက်ခံအဲ့ကြောင့်တော့အဲ့လိုမျိုးရေးမယ်အစားသူ့ရဲ့ရေးနေရှိတယ်ဒါတော့အဲ့ဒီရေးနေရဘယ်လိုရေးရလဲဆိုတော့and နဲ့စ emphasis နဲ့စမှာ greater than ဆိုပြီးမှဘယ်လိုရေးရဟုတ်အဲ့တော့အဲ့ဒါကိုလုံးလားโอเคဒါလေးဟုတ်တယ်အဲ့ချစ်ဆက်တာနော်တွေ့လားဒါလေးရဒီကောင်လေးအဲ့ခါကျတော့ငါတို့ HTML မကြောင်တော့ဟုတ်နော်အဲ့ဒါလေးကိုနှခါအဲ့ဒါလေး copy ကူးလိုက်မယ်ဒါမှတွေ့နော်တကယ်လို့များ less than ဆိုရင်ဒီမှာတောင်လို့ရေးလိုက် less than ဆိုရင်မတွေ့လားဒါ less than အဲ့လိုလေးပေါ့နော်ဟုတ်ပြီအဲ့လိုမျိုးရေးရှင်အဲ့လိုကြောင်နေဆိုရင်ငါတို့ JavaScript လေးနဲ့လေ JavaScript လေးနဲ့ string အနေနဲ့တွားမှရေးဒီကောင်ကြီးဒါဆိုရင်တော့ဘယ်ပို့လွယ်လဲအခုဆုံးလွယ်နော်ဆိုရင်ရှေ့ဟိုရရခိုင်နော် set အခါဒါလေးကို copy ပို့ထားပေးမယ်ဟောရော comment ထုတ်ထားပေးမယ် control y okay အဲ့ဆိုရင်တော့နောက်တစ်ခုကနောက်ကလေးတစ်ခုရှိတယ်နောက်ကလေးတစ်ခုကဘာလဲ input box လေးနော်နောက်ကလေးတစ်ခုက input box လေးနောက်ကလေးတစ်ခုကကြတော့ send button လေးနော်ဒီ send button လေး okay ဆိုငါတို့ကခုမှငါတို့မှာကလေးကတယောက်နှစ်ယောက်ခု input ကငါတို့လေးကမတွေ့ရဒါကောင်သုံးခုရှိမယ်တဲ့ဟောဒီဇိုင်းလေးတွားလုပ်ကြည့်အောင်ဟောဗီဒီယိုမှာရှေ့ဆွဲထားတဲ့အတိုင်းပေါ့နော်ရှင်နောက်တစ်ခေါက်ပြန်ပြမယ်ဒီမှာမလေးတို့အဲ့တော့အကောင်းလေးမရှင်းလိုက်ရဒီမှာဟိုရင်တော့မလို့လောက်နေမှာပါဘူးထပ်တာလည်းဒီမှာက main နဲ့ဒီမှာကကြတော့ပေါင်လေးနော်အဲ့တော့ကshare menu ကိုလေ auto လေးပေးလိုက်တယ်ဒီကောင်ကကြတော့ဒီကောင်ကကြတော့ main mess ဆိုမယ်နော် main mess ဆိုပြီးမှနော်0နဲ့1 app ကလည်းဒီကောင်ကကြတော့မပေးလိုက်နဲ့ auto လေးပေးလိုက်တယ်ဟုတ်နော်ကရောရဲ့မိဘကကြတော့ agree ပေးရမယ်ပြောချင်တာကဒါ content ရှိရလို့ဟိုကအသေးသွားယူလဲရတယ်ဒီဥမာတရားဆိုရင်တရားပေါ့ဒီကောင်ကိုလည်းတရားဆိုရင်တရားပေါ့နော်ဒါတော့အသေးဒါတော့နည်းလို့နော်ဒီဟာ0ရဲ့ဒိတ်ကြီးရှုံးလို့ရှိရင်0လို့ရှိတော့မှရှုံးလို့ရတယ်လို့သူကပြောရှင်းတာတော့โอเคအခုလေငါတို့ရဲ့ဒီဖောင်ထဲမှာကလေး၃ယောက်ရှိနော်အဲဆိုတော့ပထမကလေးကအခုကပါလဲဆိုတော့ပထမကလေးကအဲ့ဒီက Great Garden လေးတွားထည့်တာနော်ဒါလေးကဟို wait ရှင်းတော့ control set ဒါလေးကဟိုကနေနော် roll လိုက်ခုဒီတစ်ခေါက်ကြတော့ဘယ်လိုဖြစ်သွားပြီလဲဆိုတာဘယ်လိုမျိုးပုံစံလေးဖြစ်သွားပြီဟုတ်ပါတယ်ဟုတ်ပြီအဲ့တော့ဒီမှာတောင်းလို့ရတာအဲ့လိုမရဘူးမရတဲ့ခါကျတော့အရှိတမတို့ရှင်းလောက်ပြရတယ် okay
ဟုတ်မင်းမဟောတာတို့နေတာဒီမှာက column က1 column 2 column column 1 column 2 column 3เนาะဒီမှာကငါတို့ကပါသွားရှိလေဆိုတော့ဒီ greater than လေးကိုတွားထည့်ထားတယ်ရှင်ညာเนาะဒီမှာကကြတော့ပါလဲဆိုတော့ input လေးကိုတွားထည့်ထားတာเนาะ input လေးဒါဆိုရင်တော့ဟောမထုတ်တာရှုံသွားလို့ရနော် Okay ဒီမှာကဒါပထမ column ဒါဒုတိယ column တတိယ column မှာကဘာရှိမလဲဆိုတော့ sum button လေးရှိဟာနော်ဆိုရင်ဟုတ်အဲ့လိုက်တော့မယ်နော်ကမျက်စိလေးရှုပ်တာတော့ပဲfirst row second row third row ဒါကြတော့ first column second column ဒါပေမဲ့ row ကကျတော့တစ်ခုပဲရှိတယ်အဲကြောင့်ဒီတစ်ခါမှာကျန်ငါတို့တွေက grid template row ကိုစဉ်းစားစရာမလိုတော့ဘူးဒါမှမရှိတဲ့အတွက်လေဒါပေမဲ့ငါတို့ column သွားစဉ်းစားမယ်ဘာကြောင့်လဲဆို column က first column second column third column ရှိနေတဲ့အတွက်အဲကြောင့်ငါတို့ဒီနေရာမှာပေါ့နော်အဲ့တော့ရှေ့ရေးထားတာဥမာရေးထားပေးပေါ့နော်အခုဆိုရင်သူကဘယ်လိုတော့ဖြစ်မလဲဆိုရင်တော့မိဘကိုဥပမာဆရာဒီ CS ဒီကောင်ကိုဆရာ found ရေးလိုက်မယ်နော် found နော် found မှာဒါသူတို့ရဲ့မိဘအဲ့ဒါဒီပထမကလေးမှာပထမနော်ဒီ grader ထဲမှာလဲသူ့ရဲ့ content ရှိတဲ့လောက်ကိုပွားယူဒုတိယမှာကကြတော့ဟိုနောက်ဆုံးကဟာလဲ content ရှိလားဒါပေမဲ့အလေးမှာကကြတော့နေရာလွတ်ရှိတဲ့အားလုံးတွားယူလိုက်တယ် 1FR မှာဒါခဏတော့ပုံထားတဲ့အောင်ဆိုင်တိုင်းပဲဆိုတော့ဘယ်လိုတော့ဖြစ်မလဲဆိုတော့ဒီဟာလေးကကြတော့နော်ဒီကောင်လေးကကြတော့ auto content ရှိလောက်ပဲတွားယူဒီဒုတိယကဟာကြတော့ဘယ်လိုတော့ဖြစ်မလဲဆိုတော့ဒါတော့ space တွေအားလုံးရှိသမျှလွတ်နေတဲ့ space တွေအားလုံးတွားယူလွတ်နေတဲ့နေရာဒီဘက်ကတတိယကြတော့ဘယ်လိုဖြစ်မလဲဆို auto ပဲဟိုရ auto ပဲတွားမှယူတယ်နော်ပြဆိုရင်တော့အဲ့ဒါလေးကိုအဲ့လိုလေးပေးလိုက်တာအဲကြောင့်ဒီကမှာဒီ form ပေါ့နော်မိဘကို green ဆိုပြီးမှပေးလိုက်မယ်အဲ့ဒီနဲ့ဒီက green ကတော့မှကြတော့ green rows နော်အတန်းလိုက်ရှိအခုတော့ down လိုက်ရှိတဲ့အတွက် green column ဒါငါတို့ column လေးကိုကြတော့အတူကောက်လေးရေးရပြီပေါ့အရှိကောက်တော့ LUMS လေးငါတို့မလုံးဘူးနော် green column ဆိုရင်ရအတူရင်းနေလေး attach လေးအပြင်နဲ့တောင်းခွင်းလေးလာမယ်အဲ့တော့ဟို custom သွားလုပ်တဲ့အတွက်လေ auto လေးလာမယ်အဲ့ဒါပြီးအလေးကကြတော့ 1FR ဒါနော် 1FR နေရာရှိနေရာလေးအလုံးယူရမယ်အဲ့ဒါပြီးမယ်ဟောတုတ်တဲ့ရှိလာအစင်ဖန်ကတော့ min-max ပါကြောင့်ရေးရတယ်အဲ့တော့ min-max ပါကြောင့်ဒီမှာငါတို့တွေကစာသားတွေထည့်မယ်ကွာစာသားတွေမှာဝင်လာတဲ့အခါအများကြီးရှိလာနေတယ်ငါတို့တွေကရှုံစရာရှိရင်ရှုံအောင်အဲ့ဒါကြောင့်ငါတို့တွေက min-max ခုကြောင့်ငါတို့ဒီမှာစာသားလေးပဲထည့်ရတယ် corner လိုက်ဆိုလဲနော်ငါတို့တွေက 1FR ဆိုရင်ရပြီဟုတ်ပြီ min-max လေးထည့်လို့မရလားရတယ်ဒါတော့ဘာမှမလုပ် min-max ဘာမှမဖြစ်ဘူးနော်ခုနက0နော် 1FR ချုံစာရှင်းချုံတယ်ပြောရတယ်ဗျာအော်ပြုအဲ့တော့သူရဲ့အသေးကြီးကဆက်ဆံအဲ့လိုမျိုးလေးတွေလည်းဟို 1FR တွေလည်းဒါဆိုတော့အဲ့တော့အော်တဲ့ကဲ
ငါတို့ဟိုကလေးကိုသွားမှထည့်ကြည့်အောင်နော်ခေအယောင်လေးတွေပါလေးတွေတော့ထည့်ကြည့်ရအောင်ဒီဟာလေးကစိတ်အောင်တုံးထားနော်စိတ်အောင်လေးတုံးထားတယ်ဆိုတော့အဲစိတ်အောင်လေးကရှိလို့မှတော့ဒီမှာတာလေးကိုရှိကော်ပီကူးလိုက်မယ်အယောင်လေးကို tax လေးကိုစိတ်အောင်တုံးထားတယ်ဟောမ tax မဟုတ်တော့မလေးကိုမစိတ်အောင်လေးအဲ့အဲ့ဒါပြီးတာနဲ့ရှေ့တော့ဟိုကလေး border လေးတူကအဲ့နော်ဒီမှာ border လေးက top လေးမှာတော့ထည့်ထားတာ border top လေးပဲအဲဆိုတော့ဖောင်ထဲမှာနော်အဲဆိုတော့ငါတို့တွေက border လေးကိုတော့ထည့်မယ်အဲ့ဒီမှာနော် border top လေးကိုတော့ထည့်မယ် border color လေးကိုတော့ထည့်မယ် border color လေးကဒီတော့ဟိုကလည်း15နဲ့ဆုံးပြီနော်ဟုတ်တယ်15Yeah, it's not a small I don't know. Okay. အဲ့မှာတွေ့လားခေါင်းကဟိုကလေအပေါ်မှာသွားတက်နေနော်ငါတို့တညီလေးမရှိနေတညီလေးဖြစ်သွားအောင်အဲ့တော့အရှိန်ကမှာကိုဟိုကလေဘလို့ item center လေးကိုနော် item center လေးကိုဒီမှာတော့ထားလိုက်အောင်ဒီကောင်လေးကလည်းအလုံးမလုံးဘူးနော် item center ခါတော့ရှေ့သွားကတ်နေတဲ့ဟာလေးနဲ့ရှက်တော့ခွာလိုက် PX လေးကိုလေးတော့လာ PX လေးကိုလောက်ကြပေးကောင်းလဲဆိုတော့ဆက်ချက်တော့ပဲကြာဆက်ဆိုလေးဆက်ချက်အာဟုတ်ပြီအဲ့တော့ဒီကြနဲ့နော်ဘုကဘာကြောင့်ဘယ်မှာတပြေးနေမဖြစ်ရလဲ items ပါလဲ first thing ကမှလည်း items တော့ background လေးကိုနည်းနည်းတော့ဒါဆို background လေးကိုရှေ့ background ကိုဒီမှာတင်ထားပေးတယ်ဒါလေးဒါလေးကကြည့်နော်red green blue အဲ့ဒါလေးက95ရာခိုင်နှုန်းတော့နော်အဲ့တော့ဘာမှမတိတာဒါအရင်လေးကနော်အဲ့ဒီတော့မတိတော့ဘူးဘုံကောနော်ဟုတ်ကဲ့ဒီဘက်မှာအရင်ဆုံးသွားပြောင်းကြည့်အောင်နော်ငါတို့ရဲ့ဒီ input လေးတွေကိုလေ input လေးတွေပြောင်းကြည့်အောင်ဆိုတော့မလို့တီးတဲ့အတိုင်းငါတို့ကဟိုလေးကိုလေ minimum height လေးကိုပေးကြည့်အောင်နော်အနည်းဆုံးဘယ်လောက်သွားပေးကြည့်ရအနည်းဆုံးအမြင့်ကိုလေနော်ဘယ်လောက်တော့ပေးကောင်းလဲရှေ့ဟောတော့သွားပေးကြည့်မယ်30တော့ okay အဲ့ဒါပြီးရတယ် background color လေးကိုထည့်အောင်မြင်တော့အောင်သူကတိတ်မှမတွေ့ရအောင်နော် background color လေးကိုဒီအပေါ်ကတောင်းထားတဲ့ဟာလေးကိုဒီအလိုက်နောက်ကokay 15ဟိုက15ဆိုတော့လေ30လောက်နဲ့တော့စားကြည့်တော်တော်ထင်းနေတယ်နော်ဆိုအဲ့ဆိုတော့9လောက်နဲ့တော့စားကြည့်အဲ့လောက်ဆိုမစိုးဘူးဒီကကြတော့ဟုတ်တယ်လောက်ဆိုမစိုးဘူးအဲ့ဒီနေ့ဒီတော့ထည့်ထားတယ်ငါတို့ဟိုကလေး border လေးတော့ထည့်လိုက်ရအောင်ပါ border လေးတော့ထည့်မယ် border လေးကတော့ခဏတော့အရောင်တိုင်းပဲလေနော်ငါတို့ဒီလောက်ဝေးလိုက်ရအောင်ဒီစံပေါ်မှာထည့်လိုက်ရအောင်ပြီးရင်ငါတို့ဒီ clip လေးကိုတုံးလိုက်ရအောင်ဒီ small လေးပြီးရင်ငါတို့ place holder လေးကိုတော့ထည့်လိုက်ရအောင်နော် place holder က plus တိုင်းအပြင်ထဲမှာပြဖြစ် place holder ကစာရတဲ့ဘယ်လိုလဲချက်စာရတဲ့
secure message ဆက်စပ်ထားတယ် secure ဆက်တော့ရန်ကတ်နေရနော်အရင်ကတ်နေရင်ရှင်တော့စက်တီလေးတော့ထည့်လိုက်ရတက်ဒီလေးကိုငါတော့ပညာလေးပဲလုပ်အောင်ရပါဘူးတော့တော့မလုပ်တော့ပညာလေးပဲငါတို့ဟို16ပဲတော့ပေးချင်အားလုံး16ယူထားတဲ့အတွက်လေအဲ့ဒါကတော့ဟုတ်သွားပါပြီအခုကနောက်ထပ်မနုတည့်ရဲ့အတိုင်းတော့ငါတို့ဟိုဟာလေးကိုတော့ပြောကြည့်ရအောင်ဘယ်လူတွေပါလေဒီ input မှာလေဒီနေ့ဟိုဟာလေး input ပါ Thai test နော်ဒီမှာဒီလူကကြတော့ငါတို့ဟိုအပေါ်မှာလေးမှာသွားမှာအဲ့နော်export တော့လုပ် import တော့လုပ်ရမယ် use state ကိုနောက်တာတင်ထားလို့ရတယ်နော် import state ဒီဟာတို့ဒီညမှာသွားပြီးမှ constant premier အလေးထဲမှာဆိုတော့နိုင်ငံ post ချက်နဲ့ input လို့ပဲပေးလိုက်တော့ input နဲ့ set input ဟုတ်လို့ဆိုရင် new state ကိုအားတို့ကခေါ်လာပဲ string ပဲတွားတတ်မှတ်ထားရ so ဒီ input ကအဲ့ဒီတန်ဖိုးနဲ့တွားမှဆက်ဆက်နေတယ်ဒီထဲမှာငါတို့ပြန်တောင်းမလဲဒါနော်အဲ့ input ဆိုရင်တော့ OBA ဒါနော်အဲ့ဒါပြီးရနေမင်းတို့ဟိုလေ one chain လေးမမီနော်ဒါတွေကအပန်းအဲ့တော့ input တွေ select တွေဒါနော်အဲ့လိုမျိုးလေးဆိုရင် shut out တွေပါတယ်ဆိုအမြဲတမ်း one chain ကိုတားတုံးပေးရတယ်အဲဆိုတော့ तू ကတိုက်မှပဲတော့မှလုံးမဟုတ်တဲ့အတွက်ငါတို့ခေါ်ပြနေလိုက်တခါတည်း run နဲ့စဖြစ်တာမဟုတ်ဘူးသူ့ရဲ့အသေးမှာသွားနော်စာရေးမှာပဲအဲကြောင့်ငါတို့တွေကခေါ်ပြနေလိုက်မယ်ဒီမှာငါ event object ရှိတယ်အဲ့လိုတည်ရဒီ event object ဆိုအများကြီးဒီမှာ information တွေအများကြီးရှိတယ်အဲဆိုရင်တော့ငါတို့နှိပ်လိုက်ရင်နှိပ်လိုက်တဲ့တန်ဖိုးလားဒါတော့ဒီ mouse လေးကအပေါ်တင်လိုက်တာလားနှိပ်လိုက်တာလားငါတို့ရဲ့ mouse ကပြပြမှာလဲဒါလက်ချောင်းနဲ့အဲ့လိုအားလုံးကဒီ advanced object မှာရှိထားပြီးသားဒါတော့အဲ့ထဲကမှငါတို့တွေကအခုကသူ့ကိုတွားယူမလဲဆိုတော့ပုံလေးမှာဒါတော့ဒီထဲမှာဒီ input ထဲမှာတွားထည့်ရှင်နေဆိုရင်ဒီ set input ကတွားမှာအပြောင်းလေးလုပ်ပေးရတယ်ဒါလည်းတင်ထားပြီးသားလေဒါကြောင့်ငါတို့တွေကဒီ set input လေးကိုတွားမှာခေါ်ပြအောင်ဒါလည်းလုပ်ပြီးပြီ set input လေးကိုနော်ဥထံပါလာမယ် e dot target dot ဒီပြောရှင်တာခုငါတို့လက်ရှိ target ဆိုတာခုငါတို့လက်ရှိနှိပ်ထားတယ်ဒါနော်အဲ့ထဲမှာရှိတဲ့ဘယ်လိုလဲတန်ဖိုး share ဒီနေရာမှာဒါနော်Jasmine လို့ရေးလိုက်နေဆိုရင် Jasmine ဆိုတဲ့တန်ဖိုးကဒီ set input ထဲမှာဝင်တော့မယ်ဝင်လိုက်တန်ဖိုးဘယ်လိုဖြစ်သွားထင်နေလဲ input ထဲမှာတွားထည့်လိုက်တာဒီနေ့တော့ချင်းစတဲ့ value ထဲမှာ so အဲ့ဒါလေးမင်းတို့တည်ပြီနော်အဲ့ဒါလေးတည်တယ်ဆိုတော့အခုကဝင်တော့ရှေ့တို့ရဲ့ဒီ form ကဟိုဖြစ်နေတာမတော့မှာထားတယ်တစ်ချက်သွားကြည့်ကြည့်ဒီ form လေးမှာရေးမှာထားတာရှိလား green color photo one app photo ဆိုင်ဟာလည်းအလုံးဘာလို့တနေရဖြစ်နေရလဲဝိုင်းတော့ပေါ်လာတာ COL စာလေးစလုံးတောင်းလာမှရှိတော့ photo နော်အဲ့ကြောင့်ဘာမှမညာလေးပေါ့နော်လုံးဝဒီမှာလေးက underscore ဖြစ်ရမှာလေစိတ်တယ်စိတ်တော့မပြတ်ပါဘူးရှန်လုံးတို့ဒီမှာတွေ့နော်ကြောင့်ဘာဖြစ်တာလဲဆိုပြီးမှစဉ်းစားလို့မရနောက်မှပဲရေးမှပဲသူ့ကိုဖြစ်လာလိမ့်မယ်ဆိုokay မတွေ့နော်ဒီလိုမှဒီ item center ကိုမထည့်ဘူးဆိုရင်တစ်ချက်ပြတွေ့လားနည်းတော့အရင်တော့မသိတာဒါမဲ့အလီမှာသွားမှကြာတွေ့တယ်ဒါကအားလုံးကိုအလီတက်ဖြစ်ခိုင်းစေချင်တဲ့အတွက်ဒါလေးကိုသွားပြီးမှထည့်လိုက်တယ် okay ဒါမှအရင်တက်တယ်တွေ့နော်အရင်တက်တယ်ငါသွားခွာရအောင်လို့ဟိုဟာလည်း grid တွေ display တွေက gap ကိုတုံးလိုက်ရင်ရပြီလေနော်
gap လေးကိုဘယ်လောက်တော့ပေးလိုက်ရ7ဆိုတာ3 4လောက်ဆုံးညောင်းအောင်လားဒီနေ့ညောင်းရင်3လောက်တော့ပေးလိုက်ဟုတ်ကဲ့အဲ့ဒီမှာကြည့်လိုက်ဒီအပေါ်ဘက်မှာအရန်ကိုကတ်နေပြီဖောင်ရလေအဲ့ဆိုမင်းတို့တိနေပြီမြို့ဘာလုပ်ပေးရမလဲဒီဖြီကပေါ်အောက်ကြီးနဲ့အားလုံးကိုလေပေါ်လောက်ဆက်လျှောက်ထားလိုက်ရဟုတ်ဟုတ်အဲ့တော့အဲ့ဒါပြင်နေငါတို့ရဲ့ဒီစံပါတွန်လေးကိုချက်လောက်သွားမှာဒါတော့စံပါတွန်လေးကိုချက်သွားမှာရွှေကြည့်ရနော်အကောင်လေးကိုသွားရွှေမယ်အယောင်လေးကကြတော့ဟိုနော်သူကနောက်ခံ background ကပါဟိုအစိမ်းအောင်တောက်လေးတော့မထည့်ဘူး background ကဒီကောင်လေးနော်အစိမ်းအောင်တောက်ဟုတ်တယ်အဲ့မြင်နဲ့ခက်ဆက်အယောင်ကိုကြတော့အနဲ့ရောင်ပေးထားတယ်ဒီကောင်လေးနဲ့ရောင်တဲ့အကောင်လေးကိုမရှိဟောနဲ့စင်တူတော့အောင်ဒီ input လေးကို share အမြင့်လေးကအမြင့်ဆုံးအနည်းဆုံးအမြင့်လေးကဒါလေးပေးထားတာလေ copy လေးပို့လိုက်မယ်နော်ဆိုရင်တော့အကောင်လေးဒီမှာတော့ပြနေနေမှာ height လေးဟောတဲ့တော့တကြီးလေးလေးဖြစ်သွားပြီသူ့ကိုလည်းဒီ class name လေးဒီ class name လေးတွားထည့်လိုက်ရထည့်ထားတယ်မလားဆိုထည့်ထားတယ်ဒီလိုဟုတ်ကဲ့ဒီမှာအရင်ကတ်နေတဲ့ဟာလို့မလို့သွားခွာလိုက်အောင်နော်ဆိုရင်တော့ဖက်ဒီလေးကိုနော်ဒီလေးကိုဘယ်တော့တော့ပြင်ရပါလဲတစ်လောက်ပဲတော့ပြင်ကြည့်ရှစ်လောက်အဲ့ချီသွားတယ်လေဆိုတော့အဲ့ဒါဘယ်အဲ့လိုဆိုရင်ဒီဟိုနဲ့ဒီပေးလိုက်တဲ့ဘောနဲ့စင်တူတော့ရှေ့ဝစ်ပေါ်တော့တော့ပေးလိုက်မယ်ဟုတ်ကို28လောက်တော့ပေးကြည့်လိုက်တော့28ရအဲ့ဆိုရင်28စနေတော့နည်းနည်းရှည်သွားရင်တော့ဘယ်တော့ပေးကြည့်24လားဒီဒီဇိုင်းလေးကိုပုံကြိုက်တယ်ဆိုတော့တခုကမင်းတို့လေဟိုလေ on click လေးလုံးလိုက်မယ်ဆိုရင်ဘာတော့မှလေ function ကိုတော့ခေါ်ပါတော့လေအဲဆိုငါတို့ကဒီမှာ on click လုပ်မယ်ဆိုရင်ဒီ form တွေပါတွေထည့်စရာမလိုတော့အခုကရှယ်ကမင်းတို့တွေ click လေးလုံးလိုက်တာ ਨੇ ဒီမှာ click လုံးလိုက်တယ်ဒီ form ကတခါတည်းအဲ့ဒါကိုသွားပြီးမှနော်သွားလုပ်ပေးတာ on submit ဆိုရင်ဟာလေအဲ့ကြောင့်ငါတို့ဒီနေရာမှာ on click ဆိုတာရေးပြီးစားအောင်မတိုက်ကတော့ submit ဆိုတာရေးပေးရမယ်ရေးဟုတ်လားရေးရတယ်နော်ရေးရတယ်နော်တိုက်တော့ကြောင့်တော့ဘယ်လိုရေးပေးရမလဲ submit အဲ့ဒါဒါနဲ့တော့မှချိတ်ဆက်ပြီးအဲ့ဒါငါတို့နှိပ်လိုက်တာနဲ့တခါတည်းဒီ submit ဆိုတဲ့ event handler လေးကိုတော့မှဖော်ပေးတယ်ဒါနားထောင်ပေးဟုတ်ပြီနော်ဒီက on submit ကငါတို့ဒီမှာ function လေးကိုစောင့်လိုက်ရအောင်နော်အဲ့ဒီ function လေးကိုရှေ့က send message ဆိုပြီးမှပေးလိုက် message လေးကိုတွားပြီးမှခဏကြာအပေါ်လေးမှာတွားခေါ်ရမယ်အဲ့ဒါလေးကိုတွားမှဆောက်ရမယ်ဒါနောက်တစ်ခါပြန်ပြောမှာဒါဆိုရင်ဘာကွာတယ်လေပေါ့နော်ဆိုတော့ငါတို့ဒီ form လေးကိုမတုံးမဲနဲ့ဝယ် share ပါတယ်ဒီ form လေးကိုဖြတ်လိုက်မယ်ဥပမာနော်ဒီ form ကိုဖြတ်မယ်ဒီ form ကိုဖြတ်မယ်အဲ့ဒါပြီးရင်ဒီမှာရှေ့က on click လေးတုံးလိုက်မရဘူးရတယ်ဒီမှာရှေ့က send message ဆိုပြီးမှကွာလေးဆောက်လိုက်မယ်ဆိုရင်ဘာကွာတယ်လေပေါ့နော်ဒါဆိုရင်ငါတို့တွေကဒီမှာ on click တုံးလက်ဆက်မှာနှိမ့်မှာပဲတွားမှာအဲ့လိုလုပ်မယ်ဒါဆိုငါတို့နှိမ့်တဲ့အခါကျရင် mouse နဲ့တွား click လုပ်မယ်ဒါဆိုငါတို့ရဲ့ keyboard မှာ enter တွားခေါက်လိုက်အလုံးမလို့တော့ဒါဆိုရင် form ရဲ့အားသာချက်ကဘာလဲဆိုရင်တော့ form ရဲ့အားသာချက်ကလည်း point share control set သူကကြဒီ on submit ကနေရင်လည်းရတယ်ငါတို့ရဲ့ enter လေးမှာလေငါတို့ keyboard မှာ enter လေးမှာခောက်လိုက်လေရတယ်အဲ့အကြောင်းဒီ form နဲ့ပဲတုံးတာ
ရိုးရိုးဘာတွန်အင်္ဂလိပ်နဲ့သုံးမယ့်အစားလေးဟာနော်နားလေနော်ကဲအဲ့တော့ဆိုတော့ဒီအပိုင်းလေးကိုရှေ့ပြန်နားထားလိုက်အောင်မယ်နော်